နေ့ငပိဖြောပါမယ်ငပိဖြောနဲ့တနည်းစားပါမယ်ငပိအစဖြောပါပြီလို့ဖြောပါပြီငပိစားကြပါဦးလို့ငပိရကြိုးလို့ဒီမှာငပိရကြိုးလို့ငပိရကြိုးရှယ်ဖြောထားတာရှယ်ဘိုင်းနဲ့ဒီမှာတို့တွေကဘိုင်းအစုံနဲ့စားပါမယ်စားကြပါဦးငပိရကြိုးဒီလိုစမ်းဒီလိုနဲ့ဒီလိုစားပါပါလို့ဒီနေ့တော့ဟိုထည့်မထားစမ်းပြီငပိရကြိုးရှယ်စမ်းပြီရှယ်စမ်းပြီရှယ်နေပြီရဆက်တယ်ဒီရမ်းစပါရှင်းတင်းတင်းတော့နေပါပေါ့ဟာကျငါရက်ပြီဒီနေ့ကျငါရက်ဒါကျငါရက်ပြုတ်ဒါကျရင်ငါရက်ပြုတ်ဒါကညစ်ပြုတ်ညမထဲနဲ့တော့ညစ်မထဲဘူးလားညစ်တော့လားကျငါပြီးထဲနဲ့ဒီမှာမပြောဦးပြောဖို့မေးစားကြပါအောင်လို့ဟိုပြည့်နေတဲ့ရင်မပြဘူးလားပြည့်နေတဲ့ရင်ကမာလေးလေစားကြပါအောင်ငပိရင်နဲ့မိုးအေးလေးနဲ့ရှင်းကျငါရက်အဲ့လိုကလောက်ပြီးတော့အဲ့လိုတို့ဘူးပြန်ဘူးဟိုလားနုလေးကူလားဘယ်ဟာအဲ့ဘက်ဒီဒါပြင်းတော့တဲ့ရွက်ပြင်းတော့တဲ့နုလေးအချုံနဲ့သွားကူလား organic စချုံနဲ့သွားပြီးတိုးလာတာorganic